ပူးစာရှင်ကရုပ်ချောချောလေးဖြစ်မလားဆိုတာအိုဟမ်ကတ်တွေနဲ့ဖတ်ကြည့်ပြီးမှဖြစ်ပါတယ်။အရင်ဆုံးအခုပြထားတဲ့အသေးပုံ၄ခုထဲကကိုအကြိုက်ဆုံးအသေးပုံတစ်ခုကိုရွေးချယ်လိုက်ပါ။ရွေးချယ်ပြီးသွားပြီဆိုရင်စပြီးပြောပြပေးပါမယ်။ပထမဦးဆုံးအသေးပုံအနီအောင်အတွက်ဖူးစာရှင်ရဲ့ရုပ်ရည်ကမင်းသားမင်းသမီးအိုင်ဒေါတွေလိုမျိုးချောပေါ်လှပတဲ့လူဖြစ်ပါလိမ့်မယ်။အကောင်စားပစ္စည်းတွေ brand တွေကိုသဘောကျပြီးတော့မှသုံးစွဲတတ်သူဖြစ်ပါလိမ့်မယ်။အသေးပုံခရမ်းရောင်ကိုရွေးချယ်ထားသူတွေအတွက်ဖူးစာရှင်ဟာမျက်မှန်တက်ထားရသူဖြစ်ပါမယ်။မျက်နှာကြောတင်းပါပေမဲ့စိတ်သဘောထားအလွန်ကောင်းမွန်ပြီးတော့စာပေအထူးသဖြင့်တမိုင်းကြောင်းတွေကိုစိတ်ဝင်စားတဲ့လူဖြစ်ပါလိမ့်မယ်။စိတ်ရောင်သေးပုံကိုရွေးချယ်ထားသူတွေအတွက်ကတော့ဖူးစာရှင်ကအားကစားဝါဒနာပါသူတက်တက်ကြွနဲ့ဖော်ရွယ်လူဖြစ်ပါလိမ့်မယ်။လှပတဲ့အပြုံးပိုင်ရှင်ဖြစ်ပြီးတော့အလွန်ရိုးသားတဲ့လူတစ်ယောက်ဖြစ်ပါလိမ့်မယ်။ဖြူအောင်အသေးပုံအတွက်ဖူးစာရှင်ကဆွဲဆောင်မှုရှိပြီးတော့လျှက်ဝက်တတ်သူဖြစ်ပါလိမ့်မယ်။လှပတဲ့မျက်လုံးတွေနဲ့စကားနဲပြီးတော့အေးအေးဆေးဆေးနေတတ်သူဖြစ်ပါလိမ့်မယ်။ဒါကရေဘူးရအဟောဖြစ်ပါတယ်။ကိုတယောက်တည်းအတွက်ဖူးစာရှင်အကြောင်းအသေးစိတ်သိချင်တယ်ဆိုရင် Telegram Channel @everycatic မှာမေးမြန်းလို့ရပါတယ်။